ရေးသမားများအားလုံးမင်္ဂလာပါခင်ဗျာအခုကျွန်တော်ပြောပြပေးမယ်ဆေးကဒီဆေးပါပဲခင်ဗျာ Cefet Ceftifer တရိတ်ဆန်များအတွက်ယောဂပိုးမွှားမျိုးစုံကိုတတ်နိုင်သည့်ပရိဇီဝဆေးနွားဝက်မြင်းများတွင်ဖြစ်သောအသက်ရှူလမ်းကြောင်းဆိုင်ရာယောဂများကုသရန် Cefet သည်ထိုးဆေးအမှုပုံစံ Cephalosporin ပရိဇီဝဆေးတစ်မျိုးဖြစ်သည်နွားဝက်နှင့်မြင်းများတွင်ဖြစ်တတ်သောအသက်ရှူလမ်းကြောင်းဆိုင်ရာယောဂများနှင့်ကူးစက်ယောဂများကုသရန်အသုံးပြုပါသည်ဤဆေးသည်ယောဂပိုးမွှားမျိုးစုံကိုနိုင်သည့်ဘေးကင်းစိတ်ချရပြီးထိရောက်မှုမြင့်မားသောဆေးတစ်မျိုးဖြစ်သည်အသုံးမပြုမီဆေးကုဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးပါပရိဇီဝဆေးများ Cefet Ceftifer Sodium အမျိုးအစားထိုးဆေးဖြော်ရည်ပြုလုပ်ရန်အမှုန့်တန်ရှင်းသောအမှုန့်အဓိကပါဝင်ပစ္စည်းများ Ceftifer Sodium 4 g ပါဝင်ပြီး Ceftifer 4 g နှင့်ညီမျှသည်ရောစပ်ပြီးပါကပါဝင်မှုအနေထားသည်50 mg မီလီလီတာဖြစ်လာမည်တင့်တော်သောတရိတ်ဆန်များနွားဝက်မြင်း Cefet Ceftifer ထူးခြားချက်များယောဂပိုးမွှားမျိုးစုံကိုနိုင်ခြင်း gram positive နှင့် gram negative ဘက်တီးရီးယားများကြောင့်ဖြစ်သောကူးစက်ယောဂများဥပမာ Pasteurellus pneumonia hemolytica Streptococcus suis ကုသရာတွင်အသုံးပြုနိုင်သည်အသက်ရှူလမ်းကြောင်းဆိုင်ရာယောဂများအတွက်တည်တံ့ထိရောက်မှုနွားဝက်နှင့်မြင်းများတွင်ဖြစ်သောနမိုးနီးယားအဆုတ်ရောင်ယောဂကုသရာတွင်အထူးထိရောက်မှုရှိသည်ဘေးကင်းစိတ်ချရမှုမြင့်မားခြင်းမွေးမြူရေးတရိတ်ဆန်များနှင့်အိမ်မွေးတရိတ်ဆန်များတွင်ညွှန်ကြားချက်အတိုင်းအသုံးပြုပါကဘေးထွက်ဆိုးကျိုးမရှိပါဆေးအာနိသင်ကြာရှည်ခြင်းတင့်တော်သောပမာဏကိုတစ်နေ့လျင်တစ်ကြိမ်သာ3ရက်မှ5ရက်ဆက်တိုက်ထိုးပေးရန်လိုအပ်သည်ခြေသီးခြေများကြားရောင်ရမ်းတာကိုကုသခြင်း Fusobacterium necropora နှင့် Bacteroides melanogenicus တို့ကြောင့်ဖြစ်သောခြေသီးခြေများကြားကူးစက်ယောဂများကိုကုသရာတွင်လည်းအသုံးပြုနိုင်သည် Cefet Ceftifer အသုံးပြုပုံဆေးအကြောင်းအချက်လက်များဆေးရည်ပြင်ဆင်ခြင်းဆေးမှုန့်4 g ကိုထိုးချွန်ရည်တန်80 မီလီလီတာဖြင့်ရောစပ်ပါအသုံးပြုရန်ပမာဏနွားကို4ချိန်50ကီလိုဂရမ်လျင်ဆေး1မီလီလီတာကို24နာရီခြားတစ်ကြိမ်3ရက်မှ5ရက်အထိထိုးပေးပါဝက်ကို4ချိန်16ကီလိုဂရမ်လျင်ဆေး1မီလီလီတာကို24နာရီခြားတစ်ကြိမ်3ရက်အထိထိုးပေးပါမြင်းကို4ချိန်50ကီလိုဂရမ်လျင်ဆေး2မီလီလီတာကို24မှ48နာရီခြားတစ်ကြိမ်10ရက်ထက်မပိုသောကာလအထိထိုးပေးပါတတိပြုရန်ဤဆေးကိုကြက်သားအတွင်းထိုးခြင်းဖြင့်အသုံးပြုရမည်အသုံးမပြုမီကောင်းစွာလှုပ်ခါပါမသုံးဆွဲရမည့်အခြေအနေများအသားထုတ်လုပ်ရန်အတွက်မွေးမြူထားသောမြင်းများတွင်လုံးဝမသုံးဆွဲရCephalosporinပရိဇီဝဆေးများနှင့်ဓာတ်မတည့်သောတရိတ်ဆန်များတွင်မသုံးဆွဲရတရိတ်ဆန်များဆေးရနားရန်အချိန်နွားအသားစားရန်1ရက်နို့3ညရက်ကြိုတင်ရက်ပါဝက်အသားစားရန်2ရက်ကြိုတင်ရက်ပါတိုးလောင်သိမ်းစင်းနေ6တွေ့အေးမြသောနေရာတွင်ထားပါအပူချိန်30ဒီဂရီစင်တီဂရိတ်ထက်မကျော်စေရနေရောင်တိုက်ရိုက်မထိပါစေနှင့်မွေးမြူရေးသမားများအားလုံးအဆင်ပြေကြပါစေဗျာ Mac တနိုင်တစ်ပိုင်းဝက်မွေးမြူရေးညီကိုများကြိုက်နှစ်သက်ပါက like follow subscribe လေးလုပ်သွားပေးပါအောင်ဗျာကျေးဇူးတင်ပါတယ်ခင်ဗျာ